စိုက်ကတလို့ကွာတယ်ဒီနေ့တော့ဒီဒေရှူလို့ခေါ်တယ်ပေါ့နော်ဒီဟာလေးစားပြမှာပါ Hello 여러분 안녕하세요နေ့တော့လောကကဆင်းလာတာပေါ့နော်လှုပ်ဆင်းလာနေ action နေပြီလူက action နေပြီဒါပေမဲ့လေဘိုက်ကလည်းစားတယ်အဲ့တော့ဘာလေးရှိလဲဆိုရှိတာလေးစားမယ်ပေါ့နော်ဘာရှိလဲဒီနေ့တော့ဒီဒေရှူလို့ခေါ်တယ်ပေါ့နော်ဒီဟာလေးစားပြမှာပါအပင်ကကြွေတာလေးတွေကောက်လာတာလေးတွေကိုပေါ့နော်အပင်ကနေပြီးတော့ဒီမိတဲ့နေရာလေးကနေစွတ်လာတာပေါ့အော်ကြီးတဲ့အလုံးဆိုလို့ရှိရင်ဒီလောက်ရှိတယ်ပြုတ်ကြတဲ့အလုံးလေးဆိုတော့လေနာနေရာလေးပေါ့နော်ဒါမှမဟုတ်စားလို့ကောင်းပါတယ်ပိုးပါမကြည့်ရတယ်ကောင်းလိုက်တော့ဇီးသီးတော့ဇီးသီးပဲပေါ့နော်ကိုရီစီမှာရှိတဲ့ဇီးသီးနဲ့နည်းနည်းတော့ကွာတယ်ဘာကွာလဲဆိုတော့ဘာနဲ့တော့တူလဲဆိုတော့ကွာတို့ဟာလေတရုတ်ဇီးသီးလေအဲ့ဒါဘယ်လိုခေါ်လဲတို့ဘက်မှာဆိုနေနဲ့အလျှောက်ပုံစံမျိုးလေးပေါ့နော်မဆိုးမလျှောက်ကလေးရောင်ကြဒီလိုအစိမ်းမဟုတ်ခဲနဲ့လေအဲ့လိုပုံစံလေးနဲ့သွားတူတယ်အစီသေးသေးလေးပေါ့နော်ဒါပေမဲ့အဲ့ဒါတစ်ခါစားဖို့ကအစိတ်ပို့ပြီးတော့မြင့်မြင့်ရှိရှိလေးကွာ तू ကလည်းအစိတ်လေးကသေးသေးလေးပဲဒီလိုအလုံးလေးရာပို့ပြီးတော့စားလို့ကောင်းနားရပါရှာမစားတော့နည်းနည်းနားနေအောင်စားလေးတွေလေရွေးစားမကောင်းတော့မှဆိုသေးတဲ့အလုံးလေးဆိုဒီလောက်လေးပေါ့နော်ကြီးရဲ့အလုံးစားတလားစိုက်ကတလို့ကွာတယ်အရန်ကျက်တယ်အဲ့ဒါအသားကလေအရန်ကိုကျက်ပါဇီးတော့ဇီးသီးပဲဒါပေမဲ့မြန်မာဇီးသီးနဲ့တော့မတူဘူးဘာကွာလဲပြောတော့မပြောတတ်ဘူးသိရလို့ဆိုလို့ရှိရင်တော့ပြောပြသွားပြီပေါ့နော်ကွာတော့မပြောတတ်ဘူးဒါပေမဲ့ဒီမှာအလွမ်းပြေပေါ့ဇီးသီးအလွမ်းပြေမာလာကာသီးအလွမ်းပြေအဲ့လိုမျိုးလေးစားရတာပေါ့နော်တော်ချိုးอ่ะဟိုမဲ့ပြီးနာလေးရလေအရန်ချိုးနော်ပြီးတော့ဟိုဒီဘက်ကအသေးနံနေရကြတော့ဘာတွေပေါ့လဲဆိုတော့မမန်းသီးတို့မမွန်သီးတို့လိမ္မော်သီးတို့တော့ရှိတယ်ပေါ်တယ်ပေါ့နော်အမကိုရင်မြန်မာနိုင်ငံတော့အရန်ကြီးပေါ်တိတိစားရတာမျိုးတော့မဟုတ်ဘူးဘာလို့ဆိုတော့ဈေးကြီးလို့ပါအခုလောလောဆယ်အသီးလေးတွေနည်းနည်းပေါ်နေတော့ပေါ့နော်ပေါ်နေတော့စားတယ်ဟိုဒီနောက်ဆိုလို့ရှိရင်အေးလာပြီဆိုတော့လေအသီးလေးရှားလာတော့မှာပါအော်ဆေးလေဒါတော့ဒီကြောက်ပြီးစားနိုင်အောင်ဆိုမစားနိုင်ပါဘူးဟိုကြွေကြတာကြီးကောက်လာတာရဲ့အောက်ပိုင်းရပေါ့နော်မိတဲ့နေရာလေးတွေခူးလာတယ်ပေါ့နော်အဲ့ဒါရင်များသွားပေါ့ဒီကိုဒီနားပေါ့နော်တူတူနေတဲ့လူပေါ့အဲ့နီးနာချင်းပတ်ဝန်းကျင်လေးတွေခွဲဝေစားကြဖို့အတွက်ကောက်လာတာခူးလာတာပါဒါလေးရပြုတ်တကယ်တမ်းပြုတ်ကြလို့အောက်ကိုကအချိန်နဲ့ကြလို့နာတာမျိုးအသားနာသွားတာပေါ့ကိုရီတော်မှအသားလေးထိမိခိုက်မိလို့ဆိုလို့ရှိရင်ညိုသွားသူလည်းအဲ့လိုညိုသွားတာ
ထလာပါတော့မစားနိုင်ဘူးနင်တော့နည်းနည်းလေးတော့အားလာပြေသွားပြီပေါ့နော်အဲ့တော့ဒီအသီးကိုမြန်မာမှာဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆရာသိလို့ရှိရင်ပြပြခဲ့ပါဒီမှာကတော့ဒေရှူလို့ခေါ်တယ်ပေါ့နော်ကိုတိတာကတော့ဇီတီပဲဇီတီတော့လဲဇီတီပဲကွာဒါပေမဲ့မြန်မာဇီတီနဲ့မတူတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်မြန်မာနိုင်ငံမှာဒီလိုပုံစံဆိုတာတဲ့ကိုရီမြန်မာဇီတီတော့စားခဲ့ဘူးလေဒီလိုပုံစံမျိုးတော့မြန်မာနိုင်ငံမှာမစားခဲ့ဘူးအဲ့တော့မြန်မာနိုင်ငံမှာရှိတာ